အားလုံးပဲမင်္ဂလာပါထွန်းသက်ပြည့်ကြိုဆိုပါရစေဒီနေ့မှာတော့မိမိရဲ့ Facebook profile ပုံကိုဒီဇိုင်းတွေ screenshot ရိုက်ပြီးအလွဲသုံးစားလုပ်တာမျိုးပုံ download ဆွဲပြီး account တူဖွင့်တာမျိုးမလုပ်နိုင်အောင်လို့ profile lock ချနည်းကိုဒီနေ့ကျွန်တော်ပြည့်ပြည့်စုံစုံလေးနဲ့ရှင်းပြပေးသွားမှာဖြစ်တဲ့အတွက် video လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါခင်ဗျာပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ Facebook ထဲဝင်ရမှာဖြစ်ပါတယ် Facebook ထဲကိုရောက်သွားပြီဆိုတော့ကျွန်တော်တို့ရဲ့ profile နဲ့ကိုဝင်လိုက်ပါဝင်ပြီးသားရင်ဟိုအပေါ်ဆုံးမှာပဲရှိတယ်ကျွန်တော်အဆက်လေး30လေးရှိရပါတော့ဒီနေရာလေးပါဒီနေရာလေးကိုနှိပ်ပြရမှာဖြစ်ပါတယ်နှိပ်ပြီးသွားရင်ကျွန်တော်တို့မှာရှိရဒီမှာ lost profile ဆိုတာလေးရှိပါတယ် lost profile လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီအောက်မှာပဲရှိရအပြာရောင်တန်းကြီးနဲ့ရှိတဲ့ log your profile ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဗျာနှိပ်ပြီးသွားရင်ကျွန်တော်တို့ okay ဆိုရဲနေလိုက်ပါနော်ဒီနေရာမှာ okay နှုတ်ပြီးသွားရင်ကျွန်တော် profile ကို reset ချလိုက်ပါနော်အဲ့ပြီးကျွန်တော်တို့ရဲ့ဒီမှာကျွန်တော် you are log your profile ဆိုပြီးတော့ဒီမှာကျွန်တော်တို့ profile ကိုကျွန်တော် lock ပြီးသားဖြစ်သွားပါလိမ့်မယ်ဒီမျိုးလုပ်တာချင်းအပြင်ကျွန်တော်တို့တခြားသော design တွေကကိုယ့်ရဲ့ဒီ profile ကိုပေါ့နော်ဓာတ်ပုံကို save လုပ်တာတွေ screenshot ရိုက်ပြီးတော့ fake account အတုတွေလုပ်လို့မရမှာပဲဖြစ်ပါတယ်အခုလိုမျိုး like လုပ်ကြည့်လို့ရတယ်ဆိုရင် comment လေးမှာရပါတယ်လို့ဆိုပြီးတော့ comment လေးမှန်းခဲ့ပြီးပါအားလုံးကျေးဇူးများတင်ပါတယ်ဗျာ